苗栗奈是担任 DKBA 的比卡木铁，马是3年，你跑那些潮。跟人比那苗栗苗奈 ，democracy 的主标跟人他们的 DKBA 的会文名呢，是在老看阿会罗家，那也是在比卡木皮包开比，是在也龙用一的会，是热拍嘛的五代送开招，人那干阿会是名呢，20地苗看名个标的。苗栗苗阿妈东一国，是在欧洲也勇士，比都是阿会名呢 ，DKBA 的会文路，没是拉谁也伢白个，阿边人迪看木去包比 ，DKBA 的会文超有，但也是开的路，没是拉谁也你来白对嘞，苗栗水面山地南内，是在来奥看，十二盘阿会呢 ，DKBA 的皮看木他们皮呀，十二盘的五得上个进去的，人那干阿会是名呢，20地苗栗苗看的五个。阿妈东一國嘛個，လူမှုရေးကိစ္စစကားများပြီးဖြစ်သွားတာ။နောက်နေ့ရွှေမြစံဒီလမ်းမှာဖြစ်သွားတာကစီရောင်းတဲ့ကိစ္စနဲ့မကျေနပ်ကြပဲဖြစ်သွားတာလို့သိရတယ်။မြဝတီမှာအထူးတူလုံဆိုင်နေကြရင်နောက်ပိုင်းစစ်အုပ်စုဘက်ကကောင်တွေကကရင်လက်နက်ခိုင်အခွဲတွေကိုသိအထာမထားတယ်လို့ဆက်ဆံလာတော့ညီကုံကြတာဟုပြောသည်။ရွှေမြစံဒီလမ်း၌ပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့သည့်စရက်ခတ်ဒီမြဝတီသင်္ကန်းညီနောင်စရက်ဖက်တက်ဆွေမှုဘူထိန်ခေါ်ထိန်လင်းဖြစ်ပြီး၎င်းဒီတော်လန်ရေးတရေများယူ၍ဖန်စီခိုင်းခြင်းပြုလုပ်သူဖြစ်တယ်လို့လူနေများကိုပေါ်တာဆွဲစစ်မှုထမ်းရန်ပို့ဆောင်ခြင်းနှင့်တရားမဝင်အလုပ်များလုပ်နေသူဖြစ်ကြောင်းမျိုးခံများကပြောသည်ထို့သောပြစ်ခတ်မှုများထိပွားပြီးနောက်စစ်တပ်ဘက်ကလုံခြုံရေးတင်းကျပ်ထားသလိုရွာတေရွှေမြစံဒီမဲကနေဖာချောင်စသည့်နေရာများတွင်ယမန်နေ့နေ့လယ်ပိုင်းမှစ၍အင်အား900ခန့်ဖြင့်ထွာလာနေကြောင်းမြို့ခံများကဆိုသည်အဆိုပါပြစ်ခတ်မှုကိစ္စများနဲ့ပတ်သက်၍မြဝတီ285တက်ရက်ကွက်အုပ်ရည်မှုယုံနှင့် DKBA တာဝန်ရှိသူများဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည်ဟုကရင်လက်နက်ကိုင်အဖွဲ့များနှင့်နှီးစပ်သည့်မြို့ခံများကပြောသည်ထို့သောပြစ်ခတ်မှုဖြစ်စဉ်များဖြစ်ပွားသည့်အပြင် DKBA အမက်9.5တရင်၌တာဝန်ထမ်းဆောင်နေသောဗိုလ်မှူးစောထုတ်လူဗိုလ်ကြီးစောကရင်လေးတို့ကို NCA လမ်းကြောင်းတွေ့ဖြေပြီးပေးအပ်ထားသောတာဝန်ကိုကျော်လွန်ခဲ့သဖြင့်နှင့်အခြားသောအဖွဲ့အစည်းများအတူပူးပေါင်းပါဝင်မှုရှိနေခြင်းတို့ကြောင့်ဆိုကာအဖွဲ့မှအပြီးထုတ်ပယ်လိုက်ကြောင်းယမနီကထုတ်ပြန်သည် DKBA တပ်ဖွဲ့ဝင်တအူးကမြဝတီမှာဖြစ်သွားတာက6လေရှိတရင်ကအပူကြီးလင်းတို့၌ဖြစ်တာအခုဟာကကိုတင်ဘာကထုတ်တာဆိုတော့အမှတ်3ကိစ္စနဲ့တော့မဆိုင်တော့ဘူးကိုတင်ဘာကကျွန်တော်သိရသလောက်တော်လန်ရေးမှာပူးပေါင်းပြီးတော့တိုက်နေတဲ့အဖွဲ့တွေလीဟုပြောသည်ထိုကိစ္စညာနဲ့ပတ်သက်၍ DKBA တာဝန်ရှိသူများထံဖုံးဖေအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းတော့လဲလက်တလောမှပြန်လည်ဖြေကြားခြင်းမရှိသေးပြီလက်ရှိမှာစစ်တပ်ကဖလူးဒေတာပြင်များ၍ထိုးဆင်နေခြင်း DKBA အဓိကထိန်းချုပ်ထားရာမြဝတီမြို့တွင်ပြစ်ခတ်မှုများအတူ DKBA တပ်ဖွဲ့ဝင်တချို့အခြားတော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းခြင်းများစသည့်ကိစ္စများကိုပါဖိအားပေးလာခြင်းကြောင့်တပ်ဖွဲ့ဝင်များကိုထုတ်ပယ်သည့်အထိအရေးယူလာခြင်းဖြစ်နိုင်ကြောင်းကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်နှီးစပ်ပေါ်သတင်းအရမြင့်များကပြောသည်